ဇလန်စာမှာတော့စေးစရာကိုတင်မောင်ကလေကောင်းပြောက်စီတစ်ခွက်ကို2000ဆိုပြီးဈေးနှုန်းတက်တယ်နဲ့ရောင်းချပေးနေပါတယ်ကိုတင်မောင်ဆေးရောက်နေတဲ့လူကတော့အခြားလူမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ချစ်တော်ကြီးကိုအောင်မှုပဲဖြစ်ပါတယ်ဟာအကိုကြီးကျွန်တော်တို့စီမလေကောင်းပြောက်စီတစ်ခွက်ကို2000နဲ့ရနေပြီနော်။နောက်ပြီးတော့အခုမိမချီမလေကောင်းကြည့်တယ်ကြားတယ်။ဒီခါလေးဝယ်သွားကျွန်တော်တို့ကဈေးနှုန်းတက်တက်နဲ့ပဲရောင်းပေးတာ။ဟာဟေ့အောင်မင်းအဲ့လိုမပြောနဲ့လေကွာ။ငါမိမမခင်ချင်မလေကောင်းကြည့်တယ်လို့မင်းကိုဘာသူပြောလဲ။မင်းလူကြားထဲမှာငါမိမကိုချက်ခွဲရ။မင်းနဲ့ငါလည်းတွေ့မယ်ဒီဘက်ကကိုတင်မောင်တို့အုပ်စုကတော့သူတို့ဆေးကိုမဝယ်လို့ဆိုပြီးစိတ်တွေစိုးနေပါတယ်နောက်ပြီးတော့သူတို့ဆေးကိုမဝယ်ထိုးမဲ့ကြိတ်မဲ့ဆိုပြီးတော့အားရခဲခဲဖြစ်နေကြပါပြီကိုတင်မောင်လည်းသူတို့ဆေးကိုဝယ်မလားဆိုပြီးတက်ကနေကြီးကိုထောက်လိုက်ပါတယ်ကိုအောင်ဖူးကလည်းမွေဦးကဆိုပြီးတော့သူ့ရဲ့ sharing နဲ့ပဲကိုတင်မောင်တခြားနေရာခေါ်သွားပါတယ်ကိုတင်မောင်လည်းတခြားနေရာကိုရောက်ရှိလာပြီးတော့အဲ့နေရာကိုလှည့်ပဲကြည့်ချူကဒီနေရာဆေးဆိုင်ဖွင့်ရတော့ပဲဆိုပြီးတော့စဉ်းစားနေပါတယ်အေးကိုအောင်ကိုခမရကျုပ်ရဲ့လေကောင်းပြောက်စီကိုမွေးရင်နေပါဒီနေရာလေးကိုတော့စေကန်းဖွင့်ကိုဆိုင်ငန်းနိုင်မလားဆိုပြီးတော့ကိုတင်မောင်ပြောလိုက်ပါတယ်ကိုအောင်ဖူးကလည်းဟာဟေ့အောင်မရဘူးဒီနေရာညကြရင်ငါမိမမခင်ချင်နဲ့လင်းမြလို့တိုင်းကစားတဲ့နေရာကွာပြင်မလူရှိုးတော့ငါတို့ညဆိုရင်ဒီထဲဝင်ပြီးကစားကြတာကွာကိုအောင်ဘူးရဲ့စကားကြောင့်ပဲကိုတင်မောင်ဟာစိတ်တူသွားပြီးတော့ခမရတော်တော်ကက်စီနေတဲ့သူပဲအနုနီးနဲ့မရရင်အချမ်းနီးနဲ့ချရမှာပေါ့ဆိုပြီးတော့တိုက်ခိုက်ဖို့ပြစ်လိုက်ပါတယ်ကိုတင်မောင်လည်းကိုအောင်ဘူးခမရမိမငါဖောင်ရိုးကြောက်ဆိုပြီးတော့ပြောလိုက်ပါတယ်ကိုတင်မောင်ရဲ့စကားကြောင့်ပဲကိုအောင်ဘူးဟာစိတ်တူသွားပြီးတော့မိမအထိဓာကြီးဆိုပြီးချရန်ရန်နေပါကောက်ဖွင့်ပလိုက်ပါတယ်ဒီလိုနဲ့ကိုတင်မောင်နဲ့ကိုအောင်ဘူးဟာသူတပြန်သူမသားကိုမသားနဲ့ပဲဓာချင်းချင်းကိုအဲမလို့လက်ချင်းချင်းထိုးနေကြပါတယ်တင်မောင်လည်းတိုက်ခိုက်နေသူမိမမခင်ရှင်နဲ့သွားကြရရှိတာကိုတတိယသွားတာအကြောင်းစပေတွေကနေအမြန်မဲ့ထွက်ခွာသွားပါတယ်ကိုတင်မောင်လည်းဟာကိုအောင်မှုပွဲမပြီးသေးဘူးဆိုပြီးတော့သူကစပေတွေကလိုက်ထွက်သွားပါတယ်စပေရဲ့အပြင်ဘက်ကိုရောက်တဲ့ခါမှာတော့ကိုတင်မောင်ကကိုအောင်မှုခမရကျုပ်ကိုရေးမဆိုင်တာပဲခမရကိုကျုပ်ရဲ့အမြင့်ဆုံးတက်ကနစ်နဲ့တက်ခိုင်းမှရမယ်ဆိုပြီးတော့အမြင့်ဆုံးတက်ကနစ်ကြီးကိုထုတ်လိုက်ပါတယ်ကိုတင်မောင်ရဲ့တက်ကနစ်ကြောင့်ပဲတော်တော်လုံးမိုးမောင်ကြပြီးတော့အကုန်လုံးကိုပျက်စီးသွားပါတယ်ကိုအောင်မှုကတော့သူ့ရဲ့အပြာရောင်ဝဲုံလွားနဲ့ကာလိုက်တဲ့အတွက်ဘာမှဖြစ်မသွားပါဘူးနောက်ပြီးတော့ကိုတင်မောင်လည်းမယောင်းတဲ့စီးတွေကိုငါမဝယ်နိုင်ဘူးဆိုပြီးတော့အားနဲ့မနဲ့ကိုပြောလိုက်ပါတယ်ကိုတင်မောင်လည်းကိုအောင်ဘူးကိုသူ့ရဲ့ကိုပိုင်စပေးထဲထည့်ပြီးတော့ဆေးရောင်းဖို့လုပ်ပါတော့တယ်စပေးထဲရောက်တဲ့ခါမှာတော့ကိုတင်မောင်ကိုအောင်ဘူးလေကောင်းပြောက်စီးရဲ့အကျိုးကျေးဇူးတွေအားနေတင်နေဘလူးဖော်ဆက်ရတဲ့ဆိုတာတွေကိုရှင်းပြနေပါတယ်ကိုတင်မောင်လည်းကိုအောင်ဘူးကိုခမရတာတကယ်ဝယ်မယ်ဆိုကျုပ်တစ်ခွက်ကို1000နဲ့ရောင်းပေးမယ်ဆိုပြီးတော့ဈေးတွေညှိနေပါတယ်ကိုတင်မောင်လည်းဈေးညှိနေတော့သူ့ရဲ့စပေးရဲ့အကွဲလာကအပြာရောင်ဝင်ရောက်လာပြီးတော့ကိုအောင်ဘူးကလည်းကိုတင်မောင်တိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်နောက်ဆုံးမှာတော့ကိုအောင်ဘူးကလည်းကိုတင်မောင်တားကြီးဟာမင်းရောက်နေစီကိုငါဝယ်ချင်ပေမဲ့ငါမှဝယ်ချင်ပတ်စံမရှိလို့ပါမင်းလကားပေးမယ်ဆိုရင်တော့ငါယူမယ်ဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့ပဲဇလန်လေးကတော့ဒီနားမှာပဲဆုံးသက်သွားပါတယ်